ချိန်တန်ရင်လူတွေဟာရင်ဆိုင်ရစမြဲဘယ်လူသာမှမလွန်မြောက်နိုင်ဘူးလက်ရှိတွေသက်မဲ့တွေအားလုံးကိုမရွေးဘူးကောင်းစင်တန်းလဲသူမခွဲဘူးလူတွေဟာဒီအန်ရမလွန်ဆန်နိုင်ဘူးဆွေမြေပျက်စီးယူမိသမျှမမိသမျှပြည့်ရဲ့တန်ဖိုးပဲချိန်မှတွေ့ရမယ့်သင်္ခါရတရား